Okay အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ Roblox တွေက Zoo or Off ဆိုတဲ့ game လေးကိုကျွန်တော်ဆော့ပြမှာပါကျွန်တော်တရားထဲမဟုတ်ပါဘူးကျွန်တော်တငယ်ချင်းနဲ့ပါပါဆိုတော့ပထမဆုံး map ကို random ရွေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တငယ်ချင်းအလဲဆိုတော့ကျွန်တော်လည်းအလဲရွေးလိုက်ပါမယ် Okay ပွဲရတော့စရတော့မယ်ပေါ့နော် Okay ပွဲရတော့စပြီညာကျွန်တော်ဘယ်နဲ့ပွဲနိုင်မလဲဘယ်နဲ့ပွဲရှုံးမလဲတော့မသိဘူးဒါဘာကောင်းတော့ဟာဒါကလားလေးလားမသိဘူးပြင်ဟာပြစ်ကုန်ပြီပြေးဒီရှင်နေဟာပထမဆုံးစောစီစီတေသွားတယ်ကွာရဒါအေးစီဒါပထမပဲရှိသေးတယ်ပထမအပိုင်းပဲရှိသေးအေးစီရအေးစီနောက်တစ်ပွဲ AC ပဲနောက်တစ်ပွဲ AC ကျုံးလိုက်အပိုင်းအောင်အင်းနေမှာပါတော့ဟာတရားလူစောင့်ကြည့်ရမယ်နော်ဟုတ်ပြီဘယ်လိုမှတော့အရှိစင်းရုံတို့လားဟောမစင်းလျာစကင်းနဲ့ဘာကြီးတော့မသိဘူးအော်ဒါစနိုက်ပါတို့တလိပ်ဆန်စကင်းတို့စနိုက်ပါလေးကြည့်ရမယ်တော်လာဆင်းအောင်ဒါကြည့်စမ်းမေးသေးဘလူးလေးဝင်လာတယ်โอเคရပြီဘာလို့လဲနေရာကြီးတော့မသိတုတ်ကန်နဲ့တီးဦးပါဒါလေးအသိငယ်ကြီးထိုင်နေတာโอเคနောက်တော့တခန်းရေးဖို့တမင်းကြီးအောင်ကျန်လေးတခြားတွေဆော့တာဆော့အောင်ပါဘောနော်ဟုတ်ပြီဒါရထားလိုက်မြို့လေဘောနော်မြို့အလေမှတ်တာဟုတ်ပြီဘယ်နည်းပြန်သေးလဲမသိဘူးအော်မကျွန်တော်တကယ်ကြီးတော့ပြန်စပေါ်လာရောဟုတ်ပြီဒီတလိဆိုင်ကအဆောင်ပြုပုံနဲ့ဒါတော်တန်းဝင်နေလို့ရအောင်မသိဘူးမိုက်တယ်ဟာဒီကဲကိုလီကိုပုံစံလေးတူပြတာ။အိုး18စက္ကန့်ပဲကျန်တော့တယ်။โอเคပြီးတော့မယ်ပွဲပြီးတော့မယ်။ဟုတ်ပြီ။အမြင်လောက်ဆန်းပါ။အော်ဒီကနေကြည့်လို့ရတယ်။ဟာဒီဘက်ညံကောင်းလိုက်လား။ရထားအောက်မှာတော့ပုံးနေတာဒီပဲ။တော်ညံကောင်းတာဟာတေးပြီတကောင်ဒီဘက်တော်ညံကောင်းတာလေဒီဘက်တော်ညံကောင်းတာပဲရတယ်ပြီးသွားပြီဇူးကီပါဆုံးသွားပြီနော်အန်နီမဲရနိုင်သွားပါလေโอเคဂိမ်းကတော့ထပ်ဆပြီဘာကောင်ကြမလဲစပိုက်တာမဟုတ်ပါဇီဘရာကြာသွားပါတယ်ကျွန်တော်ဇီဘရာဘာလို့အမန်းအောင်ဖြစ်နေလဲမသိဘူးဘယ်ပြစ်လိုက်တာမဟုတ်ဘူးရတယ်ဒီအိုးကျွန်တော်တကယ်ကြီးဒေါ်ဖလာမင်းကိုကြီးလို့အဲ့ဒါလည်းဒေါ်ဖလာမင်းကိုတကောင်ဘယ်ဟမှာဇိုးကြီးပါပြေးပြေးပြေးလို့ဘေးကြောင်ပြေးကျွန်တော်ဒီလောက်စလို့ပြီလားမသိဘူးမလို့လေချင်းနဲ့မလို့တော့ဘူးဗျာမလို့တော့သူကကျွန်တော်ကိုလိုက်အိမ်နေချင်းနေတေးသွားပြီဗျာနောက်ပွဲတော့ဆုံးသွားပြီဗျာဆိုတော့ကျွန်တော်တင်ရင်ကျွန်တော်တော့ကြည့်နေတယ်နော်သူကတော့ဒေါ်ဖလာမင်းကိုကြီးဗျ1B တဲ့ဒေါ်ဖလာမင်းကိုမဟုတ်ဘူးဒီညအပန်းအောင်အဲ့မှာဟုတ်ပြီခုံနေလုံးကပြူးဆန်နေပြေးတိုက်ပြေးတေးသွားပြီဗျာကျွန်တော်တင်ခုနကဘာကောင်းလဲတီးကောင်းလားမိုးလားဘာကြီးလုံးဟာဒီမှာကျွန်တော်တင်ဘာကောင်းလဲတီးကောင်းနေတာမို့လဲတိကျပြန်ကြည့်တာမွေးထင်းနေတာဒါပါကောင်းအတေး
မွေးပြဒီကောင်လေးတော့မတူဒါမွေးပဲပြန်အဲ့မှာနောက်တစ်ကောင်လာမယ်ဟိုပေါ်တင်ပုံးသွားပြီဒီကောင်လည်းမလွတ်တော့တော့တနက်နေ့နဲ့ဆိုသွားပြီအားသေးသွားပြီဒီကောင်တော့တော်ကန်ကောင်းနေပြီပြောတယ်ဒီကောင်အကောင်တိတ်တိတ်လေးကြာ5 4 3နှစ်1ပြီးသွားပြီပြီးပါရောတွေ့သွားပြီတွေ့သွားပြီအော်တော်ပါသေးတယ်ဟောရှောမီရဲ့ကျွန်တော်တို့ကောင်းတယ်ကဲရအေးစေအော်ကျွန်တော်နောက်ထပ်အကောင်ကတော့ဟိုပထမအပိုင်းမှာတွေ့ခဲ့ရတဲ့ဒီကလားလေးပေါ့နော်ကလားလေးပါဟိုမှာကျွန်တော်နဲ့နီးနီးလေးဟိုကျွန်တော်ဘယ်နားမှာတော့ပေါင်းမယ်ဒီနားလေးမှာပဲပေါင်းနေတာတော့မှလျှောက်သွားနေတာမတရကြီးကမျိုးကျွန်တော်တကယ်ကြီးဘာကောင်လဲမသိဘူးဟုတ်ပြီကျွန်တော်မြင်ဝိုင်းတယ်မမြင်ကျွန်တော်အကောင်ပြီးကြည့်ဟုတ်ပြီအောက်ဆင်းအောင်ဘယ်လိုရှိလဲဟောကောင်တွေ့သွားရင်ဟာဒီမှာကျွန်တော်တကယ်ကြီးသူလက်တော်ကန်ကောင်းနေပဲသူယုံကြီးခုံးအမြင့်ကြီးပဲပုံနေလာအဲ့ယုံကကျွန်တော်တို့ကအဲ့ယုံနဲ့ဒီကလားလေးနဲ့တငယ်ချင်းနေပေါ့ကျွန်တော်တို့မြင်တော့မယ်နည်းနည်းလေးပုံပဲသွားကြည့်လိုက်တော်ဟာဒေယူလာနေတယ်ဟာမြင်သွားတော့တနက်ကြီးပြစ်လိုက်ပြီဟာမြင်သွားပြီဒါရေးပြေးတော့ဟာပြတေးသွားပြီဗျာရှုံးတာ3ပွဲရှိပြီရှုံးတာ3ပွဲရှိဘယ်လိုလုပ်ရမလဲဟာဒီမှာကျွန်တော် avatar ကောင်းလိုက်လား animation တော်မိုက်တယ် post ပေးထားတာโอเคဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ် game တွေနဲ့ပြန်လာရအောင်အားလုံးပဲ bye bye